social media တွေပေါ်မှာနေ့စဉ်မြင်တွေ့နေရတဲ့ဒီဇိုင်းတွေအိမ်ပြင်ထွက်လိုက်ပြီဆိုရင်လည်း store ဆိုင်တွေဖုန်းဆိုင်တွေအစားအစာဆိုင်တွေမှာမြင်တွေ့ရတဲ့ဒီဇိုင်းတွေစားသောက်ကုန် packaging တွေပေါ်ကဒီဇိုင်းတွေနဲ့အဝတ်စားဒီဇိုင်းတွေအထိဒီဇိုင်းတိုင်းမှာကာလာဆိုတာအရေးကြီးဆုံးအပိုင်းမှာပါဝင်ပါတယ်ကျွန်တော်တို့ပစ္စည်းတစ်ခုခုကိုဝယ်တော့မယ်ဆိုရင်လည်းသူ့မှာတုံးထားတဲ့ဒီဇိုင်းကာလာအနေထားကိုကြည့်ပြီးရွေးချယ်စဉ်းစားလေးရှိပါတယ်ဒီလိုမျိုးဒီဇိုင်းတွေမှာကာလာတွေကိုအဆင်ပြေပြေနဲ့မြင်တွေ့နိုင်ဖို့ဒီဇိုင်းဖန်တီးသူတွေ graphic designer တွေကအရာတွေကိုကာလာ theory တွေသုံးပြီးတွဲဆက်ကြရပါတယ်ကာလာ theory ဆိုတာအရာတွေတွဲဆက်ထားတဲ့ကာလာဝီစဝိုင်းပေါ်ကအရာတွေကိုအသုံးပြုပြီးလူတွေရဲ့စိတ်ခံစားမှုအာရုံစိုက်မှုတွေကိုရယူတာဖြစ်ပါတယ်ကာလာဝီပေါ်ကစန့်ကျင်ဘက်အရာနှစ်ခုကိုအသုံးပြုခြင်းက complementary color theory ဖြစ်ပါတယ်ဥပမာအနည်းနဲ့အစိမ်းလိုမျိုး complementary color theory ကိုအသုံးပြုထားတဲ့ဒီဇိုင်းတွေဆိုရင်ပြင်းထန်တဲ့ခြားနားမှုကြောင့်အခုခုကိုပိုပြီးပေါ်လွင်စေသလိုလူတွေရဲ့အာရုံစိုက်မှုကိုလည်းချက်ချင်းဖန်ဆားနိုင်ပါတယ်ဖျဲသည့်ငရုတ်သည့်မဲ့နှင်းစီပန်းအနေရောင်ဒါတွေကလည်းသဘာဝကဖန်တီးထားတဲ့အနည်းနဲ့အစိမ်း complementary color theory ဖြစ်ပါတယ်ဒီဇိုင်းနယ်ပယ်မှာအသုံးအများဆုံး color theory 6 မျိုးရှိပါတယ်ဒီဗီဒီယိုမှာတော့ color theory ဖြစ်ပေါ်လာပုံကိုပြောပြပေးပါမယ် color theory ဖြစ်ပေါ်လာပုံကိုပြောရမယ်ဆိုရင်လူတွေ color တွေကိုဘယ်လိုသတ်မှတ်ခဲ့ကြလဲတွေ့ရှိခဲ့ကြလဲဆိုတာကအစလေးလာမှာဖြစ်ပါတယ် Greek ခေတ်မှာ Greek ပညာရှင် Aristotle ကအရာတွေဟာအလင်းနဲ့အမှောင်ရောနှောမှုကြောင့်ဖြစ်ပေါ်လာတယ်လို့ယူဆခဲ့ပါတယ်အယူဆကိုနှစ်ပေါင်း2000နီးပါးလောက်လူတွေလက်ခံခဲ့ကြပါတယ်1666ခုနှစ်မှာတော့ Isaac Newton ကPrism experiment စမ်းသပ်မှုကနေကျွန်တော်တို့ကျောင်းမှာသင်ခဲ့ရတဲ့ glass prism တစ်ခုတည်းကိုနေရောင်ခြည်ဖြတ်သန်းစေရာကအနီလိမ်မော်အဝါအစိမ်းအပြာမဲနယ်ရောင်ခရမ်းညင်ရောင်ရောင်စင်9မျိုးအဖြစ်ခွဲထွက်သွားတာကိုတွေ့ရှိခဲ့ပါတယ်ဒီစမ်းသပ်မှုကြောင့်အရာတွေဟာအရာဝတ္ထုမှာရှိနေခြင်းမဟုတ်ဘဲအလင်းရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်တယ်ဆိုတဲ့အယူဆအသစ်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဆိုလိုတာကကျွန်တော်တို့မြင်တွေ့နေရတဲ့အရာဝတ္ထုတွေရဲ့အရာတွေဟာနေရောင်ခြည်ကြောင့်သာဖြစ်ပေါ်နေတဲ့အရာတွေလို့ပြောချင်တာဖြစ်ပါတယ်ထို့နောက်နျူတန်ကခွဲထွက်လာတဲ့ color spectrum ကိုစဝိုင်းပုံစံဖြစ်စီစဉ်ပြီးပထမဆုံး color wheel ကိုဖန်တီးခဲ့ပါတယ်။ဒါဟာယနေ့ color theory ရဲ့အခြေခံဖြစ်လာခဲ့ပါတယ်။1810မှာဂျာမန်ဆိုင်းဆရာနဲ့သိပ္ပံလေ့လာသူ Johann Wolfgang von Goethe ကနျူတန်ရဲ့ theory ကိုတစ်စိတ်တစ်ပိုင်းမတူတဲ့ရှုထောင့်ကနေပြန်လည်လေ့လာခဲ့ပါတယ်။ Goethe ဟာလူမျက်စိအယောင်တွေကိုဘယ်လိုမြင်လဲ။အယောင်တွေဟာလူတွေရဲ့စိတ်ခံစားမှုကိုဘယ်လိုတက်ရောက်စေလဲ။ complementary color တွေကြားမှာဘယ်လိုဆက်နွယ်ရှိလဲ။ဆိုတာတွေကိုနှစ်ပေါင်းများစွာစမ်းသပ်လေ့လာခဲ့ပါတယ်။ဒီနေ့ခေတ်ကျွန်တော်တို့သုံးနေတဲ့အနွေးတက် warm နဲ့အေးရောင် cool ဆိုတဲ့သဘောတရားတွေဟာ Goethe စီကစတင်ခဲ့တာပါ။အယောင်တွေဟာအလင်းရဲ့ဂုဏ်သတ္တိသက်မဟုတ်ပဲလူတွေရဲ့အမြင်အာရုံနဲ့ဦးနောက်ကဘလို့အဓိပ္ပာယ်ဖော်လဲဆိုတဲ့ subjective experience ကိုသူကမီးမောင်းထုတ်ပြခဲ့ပါတယ်။ Goethe ရဲ့လေ့လာမှုတွေဟာနောက်ပိုင်းအနုပညာစိတ်ပညာနဲ့ဒီဇိုင်းပညာရပ်တွေမှာအလွန်သက်ရောက်မှုရှိခဲ့ပါတယ်။1905ခုနှစ်မှာပကြီးစရာအဖြစ်လဲပညာရှင်တဦးဖြစ်တဲ့ Albert Mossel ဟာ Mossel Color System ကိုတီထွင်ခဲ့ပါတယ်။သူဟာအယောင်တိုင်းကိုအတိုင်းအတာ3ခုနဲ့ခွဲခြားခဲ့ပါတယ်။ Hue အယောင်အမျိုးအစားဥပမာအနီအပြာ Value အယောင်ရဲ့အလင်းအမှောင် Lightness Darkness Chroma အယောင်ရဲ့ပြင်းအားအနုအရင် Saturation ဆိုပြီး Dimension 3ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ Mossel Color System ဟာအလွန်တိကျတဲ့အတွက်ယနေ့ခေတ် Printing paint industry, photography, digital design, Pantone system တို့ရဲ့အခြေခံတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့ခေတ်ဒီဇိုင်နာတွေအဓိကလိုက်နာရတဲ့ color theory တွေကိုချောသက်ပေးခဲ့တဲ့သူကတော့ဂျာမနီကနာမည်ကျော် Bauhaus အနုပညာကျောင်းက Johannes Eden ပဲဖြစ်ပါတယ်။သူဟာ primary, secondary နဲ့ tertiary color ဆိုပြီးအရာတွေကိုအဆင့်ဆင့်ခွဲခြားပြခဲ့ပါတယ်။ complementary စန့်ကျင်ဘက်အရာanalogous ဆက်ဆက်အရာစတဲ့အရာစနစ် color harmonies 9မျိုးကိုသူတည်တနာပြုလုပ်ပြီးစနစ်တကျသင်ကြားပေးခဲ့ပါတယ်။ယနေ့ခေတ်ဒီဇိုင်းနယ်ပယ်တွေအနုပညာနယ်ပယ်တွေမှာအသုံးပြုနေကြတဲ့ color theory တွေ color harmony တွေဆိုတာနှစ်ပေါင်း2000ကျော်ကြာသိပ္ပံပညာရှင်တွေနဲ့အနုပညာရှင်တွေရဲ့စမ်းသပ်မှုတွေသူတည်တနာတွေကနေတဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့ရလဒ်တွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရော color တွေအကြောင်းကိုစိတ်ဝင်စားလား။အကြိုက်ဆုံး color တွက်ဆက်မှုတွေကရောဘာတွေဖြစ်မလဲ။ comment မှာဆွေးနွေးသွားလို့ရပါတယ်